920ကဒီခေါင်းကိုင်းအလုပ်လုပ်တဲ့သူရဲ့ခလုတ်တွေစီးတွေမီးဖွင့်တာတွေ wiper exhaust ထားလေးတွေပေါ့နော်အဲ့ဒါလေးရနည်းနည်းအလုပ်လုပ်တာလေးပြောင်းနေဗျပြောင်းတော့ကျွန်တော်ပြန်လဲမျှဝေပေးပါမယ်ဒီဗီတာဇာကြီးကြော်တော့ပါဒီရဲ့ကျွန်တော်ညီငယ်တွေကျွန်တော်ပြန်လဲမျှဝေပေးရခြင်းဖြစ်ပါဗျချောပြပေးတော့ဖွင့်လိုက်ပြီနော်တော့ဖွင့်ပြီးပါပြီတော့ပြီးလိုက်တော့ဒါထိုင်ခွက်ကဒါတော့ကီလိုတက်တဲ့ဟာဒီကောင်အင်ဂျင်ampere ပေါ့ run တက်တဲ့ဒီကောင် ck ဒါတော့၄ပေါ့ပေါ့ဒါ1ဒါ2တော့ကျွန်တော်1 L တခုရှိရတာ heat key ပေါ့နော်ကျန်တဲ့ဟာတွေကတော့ဒီထဲမှာဒါတော့ low high ကိုကျွန်တော် high ဖြစ်နေဒါချလိုက်လိပ်ပြုတ်ဟိုက်ပေါ့နော်ဒီတိုင်ခွက်ထဲမှာလည်းဒီလေးပေါင်းတွေရဲ့ဒီခလုတ်တွေကတော့ဒီဟာနဲ့ပြန်ပြီးတော့ဒါနဲ့ကြည့်လို့ရတယ်ဒီခလုတ်လေးနဲ့ဒီခလုတ်လေးနဲ့အကုန်ပြန်ကြည့်လို့ရတယ်ပေါ့နော်ဒါဆိုပုံမှန်ပြန်ဖြစ်သွားပြီဒါတော့မီးဖွင့်တဲ့ခလုတ်ပေါ့နော်ဒါမီးဖွင့်တဲ့ခလုတ်ဒီကောင်ကျတော့ wiper ဒီကောင်လေးကိုဒါမျိုးလေးအောက်ကိုဒီလိုလေးနှိပ်ရင်ဒါရေထွက်တယ်ဖွင့်မယ်ဆိုရင်ဒီကောင်လေးကိုဖွင့်နော် single နဲ့မီးရိုက်တယ်ဒီလိုဘေးဘယ်ညာဒါဇုံမီးရတော့ဒီကောင်ပေါ့နော်ဇုံမီးရဒီကောင်ကျွန်တော်8 double break ကတော့ကျွန်တော်နှစ်ဆင့်ဆွဲပဲပေါ့ဆွဲပြီးတော့လို့ရှိရင်ဒီကလုတ်လေးကိုဖြုတ်လဲရတယ်နောက်ကိုဒါမျိုးပြန်ဖြုတ်လဲရတယ်နော်ဒါလေးကတော့ဒီလိုလေးဖြုတ်လိုက်ရင်ပိုကောင်းတာပေါ့ဗျာဒါတော့ကျွန်တော်တို့ဒီကားရဲ့ပုံစံလေးပေါ့နော်